ဒီစစ်သားဟာအသေးဟန်ဆောင်သည့်အလောင်းပုံတွေကြားထဲမှာပုံနေခဲ့တာပါဂျာမန်စစ်တပ်ကဘသူမှအသက်မရှင်စေရဘူးဆိုတဲ့အကြံနဲ့အလောင်းပုံတွေကိုတနတ်နဲ့အချင်းချင်းထပ်မှန်ပစ်ထတ်ခဲ့ကြပါတယ်ဒါပေမဲ့ကံကောင်းထောက်မှစွာနဲ့အရာရှိသူဟာအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်ဂျာမန်စစ်တပ်ထပ်သွားတာနဲ့သူဟာအလောင်းပုံတွေကနေဖြည်းဖြည်းချင်းတွားထွက်လာပြီးပျက်စီးနေတဲ့အဆောက်အုံတစ်ခုထဲမှာပုံအောင်နေခဲ့တယ်အဲ့ဒီအချိန်မှာနာဇီအရာရှိနှစ်ယောက်ဟာရေချိုးဖို့ပြင်ဆင်နေကြတာကိုသူတွေ့လိုက်ရပါတယ်သူက rifle တနက်ကိုအချိန်အစယုံရှိသည်နောက်ကနေတယောက်ယောက်ကလှမ်းတားလိုက်ပါတယ်ကြည့်လိုက်တော့သူတယောက်တည်းအသေးဟန်ဆောင်ပြီးလွတ်မြောက်လာတာမဟုတ်ပဲနောက်ထပ်စစ်သားတယောက်လည်းရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီစစ်သားကအခုလိုမစင်မချင်းပစ်လိုက်ရင်မင်းရှိတဲ့နေရာကိုရန်သူတွေတိသွားလိမ့်မယ်လို့သတိပေးခဲ့ပါတယ်ဒါပေမဲ့အရာရှိကဂီးမဆိုင်ပဲမောင်းဖြုတ်လိုက်တဲ့အခါတနတ်ထဲမှာကြီးစမ်းမရှိတာကိုသိလိုက်ရတယ်အဲ့ဒီနောက်အဲ့ဒီစစ်သားကသူ့ရဲ့ကြီး9000ပါတဲ့ rifle ကိုအရာရှိစီကမ်းပေးလိုက်ပါတယ်အရာရှိကဘသူ့ကိုအရင်ဖိရမလဲဝေခွဲမရဖြစ်နေချိန်မှာစစ်သားကပောက်ကွဲတံတစ်ခုခုကြားရတဲ့အထိစောင့်ပါဒါမှမင်းရဲ့တနတ်တံကိုဖုံးကွယ်နိုင်လိမ့်မယ်လို့အကြံပေးခဲ့တယ်နာဇီအရာရှိတွေကရေချိုးနေတာမို့ခေါင်းပဲပေါ်နေတဲ့အတွက်ပြစ်မှတ်ထားဖို့ခက်ခဲနေပါတယ်နောက်ဆုံးမှာတော့အရာရှိကစစ်သားကိုပဲပစ်ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဂျာမန်စစ်သား3ယောက်ပါတဲ့ဂျစ်ကားတစ်စီးထပ်ရောက်လာပြန်တယ်အခုဆိုရင်ကြီးစံ9000ပဲရှိတော့ပြီးရန်သူ9ယောက်လုံးကိုတစ်ချက်ချင်းအသေးပစ်နိုင်ဖို့လိုအပ်နေပါပြီဘုံပေါက်ကွဲတံတစ်ခုကိုအခွင့်ကောင်းယူပြီးစစ်သားကပထမဆုံးနာစီအရာရှိကိုပစ်ချလိုက်ပါတယ်ဒုတိယအရာရှိကအလောင်းကိုမုံကြည့်နေတော့မှပဲနဖူးတဲတွေကိုနောက်ထပ်ကြည်တောက်နဲ့အသေးပစ်လိုက်တယ်ကျန်တဲ့ရန်သူတွေတတိထားမိသွားပေမဲ့စတုတ်ထမြောက်ရန်သူလက်ကစ်ဘုံမပစ်နိုင်ခင်မှာပဲသူကအမြန်ပစ်ချလိုက်နိုင်ပါတယ်နောက်ဆုံးထွက်ပြေးဖို့စ조사တဲ့ဂျာမန်အရာရှိကိုတော့ဆိုဗီယက်စစ်သားကမတ်တက်ရက်ပြီးအသေးအချအချိန်အဆက်ကပစ်တတ်လိုက်ပါတယ်ရလဒ်ကတော့ကြီး9000ဦးခေါင်ကိုထိမှန်မှု9ချိန်နဲ့ရန်သူ9ယောက်လုံးကိုအပြတ်ရှင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်